တခင်ယေရှုခရစ်တော်နာမ၌အားလုံးပဲမင်္ဂလာပါယနေ့နားဆင်ခွန်အားယူရမယ့်နှုတ်ကပတ်တော်ကတော့ရှမဿဲခရစ်ဝင်အခန်းကြီး25ဖြစ်ပါတယ်ရှမဿဲခရစ်ဝင်အခန်းကြီး25ထိုအခါကောင်းကင်နိုင်ငံတော်သည်ကမင်္ဂလာဆောင်လူလင်ကိုခရီးဥကြိုပြုအံ့သောငါမိခွက်ကိုကန်ယူ၍ထွက်သွားသောတတို့သမီးတစ်ကြိမ်နှင့်တူ၏ထိုသူတို့သမီးတို့တွင်9ယောက်သည်ပညာတတိရှိကြ၏9ယောက်မူကားအမိုက်ဖြစ်ကြ၏မိုက်သောသူတို့သည်မိခွက်တို့ကိုသာယူ၍စီကိုမယူကြပညာတတိရှိသောသူတို့မူကားမိခွက်နှင့်တကွဘူး၌ပါသောစီကိုလည်းယူကြ၏မင်္ဂလာဆောင်လူလင်သည်မလာဘဲနေစဉ်ထိုသူတို့သမီးအပေါင်းတို့သည်ငိုက်၍အိပ်ပျော်ကြ၏တကောင်ရံ၌ကြည်ပါမင်္ဂလာဆောင်လူလင်သည်လာပြီခရီးဥကြိုပြုခြင်းကထွက်သွားကြကုန်အံ့ဟုကြွေးကြော်လင်ထိုသူတို့သမီးအပေါင်းတို့သည်ထ၍မိခွက်များကိုပြင်ဆင်ကြ၏မိုက်သောသူတို့ကငါတို့စီမီသေးပါပြီတင်တို့စီကိုအနှဲငယ်ပေးပါဟုပညာရှိသောသူတို့အားတောင်းကြ၏ပညာရှိသောသူတို့ကလည်းတင်တို့အဖို့နှင့်ငါတို့အဖို့စီမလောက်ထို့ကြောင့်စီရောင်းသောသူရှိရာသို့သွား၍ကိုသုံးဖို့ဝယ်လင်တာ၍ကောင်းသည်ဟုပြန်ပြောကြ၏ထိုသူတို့သည်စီဝယ်သွားသည့်အခိုက်တွင်မင်္ဂလာဆောင်လူလင်သည်လာ၍အသင့်ရှိသောသူတို့သမီးတို့သည်လူလင်နှင့်အတူပွဲသို့ဝင်ကြပြီးလျှင်တကားကိုပိတ်ထား၏ထို့နောက်ကျွင်းသောသူတို့သမီးတို့သည်လာ၍အရှင်ကျမတို့အားတကားကိုဖွင့်ပါဟုတောင်းလျှောက်ကြသောအရှင်ကလည်းငါအမှန်ဆိုသည်ကားတင်တို့ကိုငါမသိဟုပြန်ပြောလေ၏တို့ဖြစ်၍လူသားသည်ကြွလာအံ့သောနေ့ရက်အချိန်နာရီကိုတင်တို့သည်မသိသောကြောင့်စောင့်နေကြလော့ဥပမာကလူတဦးသည်အခြားသောပြည်သို့သွားမည်ဟုအကြံရှိလျက်မိမိငယ်သားတို့ကိုခေါ်၍မိမိဥစ္စာများကိုအပ်ပေး၏သူတို့သည်အတီးအစွမ်းတတိရှိသည့်အတိုင်းတဦး၌ငွေအခွက်50တဦး၌အခွက်20တဦး၌အခွက်30ကိုအပ်ပေးပြီးမှချက်ချင်းသွားလေ၏အခွက်50ကိုခံသောသူသည်တွား၍ကုံသွဲခြင်းကိုပြုသဖြင့်အခြားသောအခွက်50ကိုအမျက်ရလေ၏ထိုနည်းတူအခွက်20ကိုခံသောသူသည်လည်းအခြားသောအခွက်20ကိုအမျက်ရလေ၏အခွက်30ကိုခံသောသူမူကားတွား၍မြေ၌တွင်းတူးပြီးလျှင်အရှင်၏ငွေကိုဝတ်ထားလေ၏ကာလကြာမြင့်ပြီးမှထိုငယ်သားတို့၏အရှင်သည်လာ၍သူတို့ကိုစည်ရင်းယူလေ၏အခွက်50ကိုခံသောသူသည်ချင်းကပ်၍အခြားသောအခွက်50ကိုဆက်လျက်သခင်ကိုရောသည်အကျွန်ုပ်၌အခွက်50ကိုအပ်ပေးတော်မူ၏အခြားသောအခွက်50ကိုအကျွန်ုပ်အမျက်ရပါပြီဟုလျှောက်လေ၏အရှင်ကလည်းတာဓုသစ္စာရှိသောငယ်သားကောင်းသင်သည်အမှုငယ်၌သစ္စာဆောင်လေပြီများစွာသောအမှုအခွင့်ကိုသင်၌ငါအပ်ပေးမည်သင်ဤသခင်နှင့်အတူစီးစိမ်ကိုဝင်စားလော့ဟုမိန့်တော်မူ၏အခွက်20ကိုခံသောသူသည်လည်းချင်းကပ်၍သခင်ကိုရောသည်အကျွန်ုပ်၌အခွက်20ကိုအပ်ပေးတော်မူ၏အခြားသောအခွက်20ကိုအကျွန်ုပ်အမျက်ရပါပြီဟုလျှောက်လေသောအရှင်ကတာဓုသစ္စာရှိသောငယ်သားကောင်းသင်သည်အမှုငယ်၌သစ္စာဆောင်လေပြီများစွာသောအမှုအခွင့်ကိုသင်၌ငါအပ်ပေးမည်သင်ဤသခင်နှင့်အတူစီးစိမ်ကိုဝင်စားလော့ဟုမိန့်တော်မူ၏အခွက်30ကိုခံသောသူသည်လည်းချင်းကပ်၍သခင်ကိုရောသည်ခဲရင်သောသူဖြစ်သည်နှင့်ကိုမဆိုင်မပြိုးသောအရ၌ရိပ်၍ကိုမဖြတ်မကျဲသောအရ၌စုသိမ့်တတ်သည်ကိုအကျွန်ုပ်သိ၍ကြောက်သောကြောင့်အခြားသို့သွား၍ကိုရောဤငွေအခွက်30ကိုမြေ၌ဝတ်ထားပါပြီယခုကိုရောဤဥစ္စာရှိပါသည်ဟုလျှောက်၏အရှင်ကလည်းစိုးညစ်ပြင်းရှိသောငယ်သားငါသည်ကိုမဆိုင်မပြိုးသောအရ၌ရိပ်၍ကိုမဖြတ်မကျဲသောအရ၌စုသိမ့်သည်ကိုတင်တိသည်မှန်လျင်ငါငွေကိုပွဲစားလက်သို့အပ်ရမည်ထိုသို့အပ်လျင်ငါပြန်လာသောအခါငွေရင်းနှင့်အတိုးကိုရနိုင်၏ထို့ကြောင့်အခွက်30ကိုထိုသူ၏လက်မှနှုတ်ကြအခွက်100ရှိသောသူကိုပေးကြအကြောင်းမူကားအကျဉ်သူသည်ရတတ်၏ထိုသူ၌ကြွယ်ဝပြည့်စုံစေခြင်းငါပေးအောင်မည်အကျဉ်သူသည်ဆင်းရဲ၏ထိုသူ၌ရှိသမျှကိုပင်နှုတ်လိမ့်မည်အတုံးမရသောထိုငယ်သားကိုငိုကြွေးခြင်းအံသွားခဲကြိတ်ခြင်းရှိရာပ
ပြင်အရက်မှောင်မိုက်ထဲသို့နှင်ထုတ်ချလိုက်ကြဟုစီရင်တော်မူ၏လူသားသည်မိမိဘုံအာနုဘော်ကိုဆောင်ရက်တန့်ရှင်းသောကောင်းကင်တမန်များအချံအယံတို့နှင့်တကွကြွလာတော်မူသောအခါဘုံရှိသောပလင်တော်ပေါ်မှထိုင်၍ရှေ့တော်၌လူမျိုးအပေါင်းတို့ကိုစုဝေးစေသဖြင့်တိုးထင်းသည်တိုးနှင့်စိတ်တို့ကိုတခြားစီခွဲထားတဲ့ကဲ့သို့ထိုလူအပေါင်းတို့ကိုအတီးအခြားခွဲ၍တိုးတို့ကိုလက်ရတော်ဖက်စိတ်တို့ကိုလက်ဝဲတော်ဘက်၌ထားတော်မူလက်တံထိုအခါလက်ရတော်ဘက်၌ရှိသောသူတို့အားမင်းကြီးကငှခမဲတော်ထံကောင်းကြီးမင်္ဂလာကိုခံတော်သူတို့ကဘာဦးကပင်တင်တို့အဖို့ပြင်ဆင်သောနိုင်ငံကိုလာ၍အမွေခံကြလော့အကြောင်းမူကားငါသည်မွတ်သိပ်သောအခါတင်တို့သည်ကြွေးကြ၏ငါသည်ရေငတ်သောအခါတင်တို့သည်တောက်ဖို့ပေးကြ၏ငါသည်ဧည့်သည်ဖြစ်သောအခါတင်တို့သည်ဧည့်သည်ဝတ်ကိုပြုကြ၏ငါသည်အဝတ်အချီးစီးရှိသောအခါတင်တို့သည်အဝတ်နှင့်ဖုံးလွှမ်းကြ၏ငါသည်အနာရောဂါဆွဲသောအခါတင်တို့သည်ကြည်ရှုပြုစုကြ၏ငါသည်ထောင်ထဲမှနေရသောအခါတင်တို့သည်ငါထံသို့လာကြ၏ဟုမိန့်တော်မူလျင်ဖြောင့်မတ်သောသူတို့ကသခင်ကိုရောသည်မွတ်သိပ်တော်မူသည်ကိုအဘယ်အခါ၌အကျွန်ုပ်တို့သည်မြင်၍ကိုရောကိုလှုပ်ကြွေးပါသည်။ရေငတ်တော်သူသည်အဘယ်အခါ၌အကျွန်ုပ်တို့သည်မြင်၍ကိုရောကိုတောက်ဖို့ပေးပါသည်။ဧည့်သည်ဖြစ်တော်မူသည်ကိုအဘယ်အခါ၌အကျွန်ုပ်တို့သည်မြင်၍ဧည့်သည်ဝတ်ကိုကိုရောအားပြုပါသည်။အဝတ်အချီးစီးရှိတော်မူသည်ကိုအဘယ်အခါ၌အကျွန်ုပ်တို့သည်မြင်၍ကိုရောကိုအဝတ်နှင့်ဖုံးလွှမ်းပါသည်။အနာဆွဲတော်မူသည်ကို၎င်းထောင်ထဲမှနေတော်မူသည်ကို၎င်းအဘယ်အခါ၌အကျွန်ုပ်တို့သည်မြင်၍အထံတော်သို့ရောက်ပါသည်ဟုပြန်၍လျှောက်ကြတော်မင်းကြီးကငါအမှန်ဆိုသည်ကားတင်တို့သည်ဤသူတီးဟုသောငါညီတို့တွင်အငယ်ဆုံးသောသူတစ်ယောက်အားပြုကြသမျှတို့ကိုငါအားပြုကြပြီဟုပြန်၍မိန့်တော်မူလက်တံထိုအခါလက်ဝဲတော်ဘ၌ရှိသောသူတို့အားမင်းကြီးကကျင့်ချင်းကိုခံရသောသူတို့မာနနှင့်သူဤတမန်တို့အဖို့ပြင်ဆင်သောထာဝရမီးထဲသို့ငါထံမှခွာသွားကြလော့အကြောင်းမူကားငါသည်မွတ်သိပ်သောအခါတင်တို့သည်မကြွေးငါသည်ရေငတ်သောအခါတင်တို့သည်တောက်ဖို့မပေးငါသည်ဧည့်သည်ဖြစ်သောအခါတင်တို့သည်ဧည့်သည်ဝတ်ကိုမပြုငါသည်အဝတ်အချီးစီးရှိသောအခါတင်တို့သည်အဝတ်နှင့်မဖုံးမလွှမ်းငါသည်အနာရောဂါဆွဲသောအခါ၌၎င်းထောင်ထဲမှနေရသောအခါ၌၎င်းတင်တို့သည်မကြည့်ရှုမပြုစုကြဟုမိန့်တော်မူလျင်ထိုသူတို့ကသခင်ကိုရောသည်မွတ်သိပ်တော်မူခြင်းရေငတ်တော်မူခြင်းဧည့်သည်ဖြစ်တော်မူခြင်းအဝတ်အချီးစီးရှိတော်မူခြင်းအနာဆွဲတော်မူခြင်းထောင်ထဲမှနေတော်မူခြင်းတို့ကိုအကျွန်ုပ်တို့သည်အဘယ်အခါ၌မြင်၍ကိုရောကိုမပြုစုမလုပ်ကြွေးပဲနေပါသည်ဟုပြန်၍လျှောက်ကြတော်မင်းကြီးကငါအမှန်ဆိုသည်ကားတင်တို့သည်ဤသူတို့တွင်အငယ်ဆုံးသောသူတစ်ယောက်အားမပြုသမျှတို့ကိုငါအားမပြုကြပြီဟုပြန်၍မိန့်တော်မူလက်တံထိုသူတို့သည်ထာဝရအပြစ်ဒဏ်ခံရသို့၎င်းဖြောင့်မတ်သောသူတို့မူကားထာဝရအသက်ရှင်ရာသို့၎င်းတွားရကြလက်တံဟုမိန့်တော်မူ၏အလုံးပေါ်မှာဖျက်ရှင်ကောင်းချီးပေးပါစေ။